အားလုံးပဲမင်္ဂလာပါပြည်စုံတို့ channel ပြန်လဲကြိုးစိုးလိုက်ပါကျွန်တော်ဒီနေ့မှာတော့မူဝိုင်းကြောက်ကိုထက်ပြီးစောပြသွားမှာဖြစ်ပါတယ်ဟဲ့ဒါဒီကောင်ချောတယ်လို့ပဲဟာဟဲ့10ရောက်ပြည့်သွားပြီ live ထင်းနေပြီ live ထင်းနေပြီရှိုးမယ်ကျွန်တော်ဒီနေ့မစမိုင်းကိုင်ကောင်းမယ်မိုက်ဖွင့်ထားတဲ့နှစ်ကောင်ရှိရတော့လားမိုက်ဖွင့်ထား3ကောင်ရှိရကျွန်တော်အတန်ခိုးနားတော့မယ်ပြီးရင်ငါစနေအခုလောစင်ကြည့်လောက်မယ်ကလောက်ကိုကျွန်တော်တော်ကျဲနေကလစ်စမလာဆော့တာဆို3ပွဲရှိပြီထင်တယ်ကြည့်ရသလားဖိုက်တာတဲ့ဂျူလီယန်ကိုင်ကောင်းမလားဂျူလီယန်ကိုင်ရအောင်လေဒီမှာဟိုက်ပါဆိုတော့မကိုင်တော့ကျွန်တော်အခုဒီမှာကျွန်တော်စီမှာ skin triangle နှကောင်ရှိတယ်ကျွန်တော်နာမည် triangle ကော triangle နှကောင်ရှိရပေါ့နော်မ balancing skin နဲ့ကောက်ရှိမှာအဲ့တော့ကျွန်တော်ဟာကြအတန်ကိုနားတော့မှနားထောင်နားတွတ်နေဟာကြောအတန်ဖွင့်လိုက်တွတ်ဘာပြောရမသိဟိုက်ပါနာကောင်ဟိုက်တော့ကိုရန်ကျမ်းမရကိုရန်ချိုးလို့ရှင်မဝတ်ချဖြစ်တယ်ဘာပြောနေဘာပြောအဲ့ကောင်ပြောနေရပဲဘာပြောနေမသိသလားတွတ်နေဟိုဘက်ကကောင်နေစကင်မရှိတာဟိုဘက်ကဗန်ဒန်နေစီကစကင်ပြီးဒီဘက်ကဒီကဗန်ဒန်ကြီးကစပယ်ရှယ်ကြီးစကင်ကြီးနဲ့ဗန်ဒန်ထိုးပြမယ်ကိုရန်လဲထိုးပြအကိုပိုင်ဟယ်ရီယိုလေးဘိုင်းနောစကင်နဲ့ပိုင်ရပါဟုတ်ချာဟုတ်တယ်ပြောနေကြပဲဘာရမ်းသိရပြီပိတ်လိုက်တော့မယ်โอเคကျွန်တော်အခုဆိုတော့ဆော့နေဒီလိမ့်မှာပေါ့နော်ဒီမှာမက်ဆမန်မပါဘူးပေါ့နော်ဒီအဲ့ဒီ enemy ဖက်မှာမက်ဆမန်မပါကျွန်တော်တို့ရဲ့ခိုးလိုက်မှာဘယ်သူမှမရှိပါဘူးဒီမှာကျွန်တော်ရဲ့ဆလီနာရဲ့တာဝါချိုးလို့တော်ကောင်းပါရဲ့ဒီပွဲမှာဒါပေမဲ့ဒီနေ့ဒီပွဲမှာကျွန်တော်ပွဲအရင်ဗီဒီယိုတိုင်းပြောသလိုပဲပေါ့နော်ကျွန်တော်ဒီပွဲကိုအရင်ဆော့တိုင်းပြီးမှအတန်လာသွင်းတာဒါပေမဲ့ဒီမှာလေးဘာဖြစ်လဲဆိုတော့ကျွန်တော်ကဟိုကလေအဲ့ဒီဘာလဲကျွန်တော်ဘက်ကအရှုံးပေးသွားတယ်ဒီပွဲကိုကျွန်တော်အဲ့ဒါမကြိုက်ပါဘူးအခုတော့ကျွန်တော် go creek လေးစလိုက်ဆလီနာဘယ်သူမှမရှိပဲဘာလို့အဲ့ဒါကြီးပြစ်လိုက်တာလဲပြစ်မရချောင်းစတော့တောင်းမှပါတယ်ငါမပြစ်ပါနဲ့အယောကဲနေရောမှတ်ထားချောင်းမင်းတင်မယ်မင်းနောက်တစ်ခေါက်ကျမင်းဂလက်စားပြန်လာချီမှာကျွန်တော်ဒီအခုဆိုရင်နှစ်ကောင်ပေါင်းပြီ Harry နဲ့နှစ်ကောင်ပေါင်းပြီအဲ့ချောင်းဆိုတဲ့ကောင်ပြန်တီးပါခဏဟာလေဦးလို့စေအေးခရီးရတော့စားလို့ကောင်းတယ်ရှယ်ပဲစားတောက်ချိုးမယ်မာရကြောဒီမှာတော့အခုကျွန်တော်အတန်တော့ဖွင့်ထားတယ်ဒါပဲကျွန်တော်ဒီအထက်အခုဗီဒီယိုကပေါ့နော်ကျွန်တော်အခုမှအတန်သွင်းတာအတန်မသွင်းခင်တော့ဗီဒီယိုမှာကျွန်တော်အတန်ကိုတိုးထားတယ်ဘာဖြစ်ဆိုအတန်ကျင်းလို့ရှင်ကျွန်တော်အခုအတန်သွင်းလိုက်အတန်ကမထွက်တော့အားကြောက်လို့မာရပြောနေကြပဲတော့လားအဲ့6ရဲ့အောက်မှာလေမိုက်ပုံစံလေးထွက်လာတော့လားအဲ့ကောင်စကားပြောနေတာဟာလေအဲ့လိမ့်မှာတကောင်တွေ့ရမယ်တဲ့ဒီမှာကျွန်တော်ကိုခရီတော့စားနေအဲ့ဟောတကယ်တော့ဝါချိုးလို့လည်းကောင်းတယ်ခရီစားလို့လည်းကောင်းတယ်ကလောက်ကင်ကျွန်တော်ကတော့ဒီမှာကလောက်ရဲ့ balance စကင်တော်တော်ကိုင်းလို့ကောင်းရင်လို့ထင်တယ်တလားဟောလေဟိုဘယ်လိုပြကလောက်ကိုဒီတိုင်းရိုးကြီးကိုင်းတာတဲ့ဆိုင်လို့ရှိရင်ပြောတာချောင်းထလာကန်နဲ့ဗရနိုဟုစနတ်ဆိုပြီးကဲရောဒါပေမဲ့ဒီတစ်ခေါက်ငါအချင်းမဟုတ်တော့ဘူးမရမယ်ထင်လားတော့အီမုတ်လေးပါပြလိုက်မယ်โอเคအဲ့တော့ပြန်စရာမလိုပါဘူးသွေးတစ်ချက်ပြေးလိုက်တာသွေးပြက်ပြေးအဲ့ဟိုနှစ်ကောင်ပေါင်းပြီးကြံပြီးတော့ Harry နဲ့Eddie ပါခွဲပေးလိုက်မယ်နော် sorry ပဲညီလေးရာမချောလိုက်တော့ဒီနေ့တော့တာဝါကိုကျွန်တော်ကငက်နေရပါတော့ဒီအဲ့မှာတခုကောင်းတာရှိရတယ်ကလောက်ရဲ့အိမ်မြောက်ကြီးကိုလွတ်ထားလိုက်လို့ရှိရင်လေတာဝါလည်းမပြစ်ဘူးဒါပေမဲ့ကလောက်ရဲ့မြောက်ကတာဝါပြစ်တယ်မိုက်ဖြတ်ကန်တကောင်အမှတ်မရှိဘူးเนาะကျွန်တော်ပြတ်မယ်လို့ထင်လားမသိဘူး sorry ပဲညီလေးရာမင်းနာတော်ဒမ်းမင်းနာရကွာမစ်ဒီဆိုဒမ်းမင်းရနာအဲ့ရောင်မျိုး edit တစ်ချက်လောက်ထားအောင်လိုက်တော့မနေခံနေရရီကောခရလေးတို့ဒုက္ခပြတာပဲငါလည်းတရားအောင်မလည်းမလာကြဘူးကွာကြည်အောင်
မနေ့ခေါ်လိုက်ရတယ် request back can ဆိုပြီးခေါ်နေရလိုက်တာအိမ်ပြစရာမလိုပါဘူးကွာဒါကျွန်တော် record ပြโอเคနာငါ့ကိုတက်ဝါမလားမသိဘူးအဲ့မှာတက်ဝါလောက်မှထင်တယ်တလားခိုင်းကျွန်တော်ဒါတော့ခြုံစစ်နေပေါ့နော်ကလောက်နဲ့အဲ့လိုမျိုးပတ်စစ်ပြဆိုအဲ့ဒီစကေး1ကိုခြုံနဲ့ကိုလမ်းတုံးလိုက်အဲ့မှာစက်တဲရတယ်ဆိုအဲ့ထဲမှာလူတယောက်ရှိလို့ခုနကကျွန်တော်ကနာကိုထိသွားပေါ့နော်ရှောဘီဟာနာရဲ့ကြောင့်နဲ့ဒိုင်းမီကတော်တော်ထိပြီးဘာမှလုပ်မရအောင်ကျွန်တော်ရဲ့ပြောပြမိုဘိုင်းချက်ဟီရိုရဲ့ထဲမှာလေဒုတိယအမောဆုံးကနာတယ်လားပထမအမောဆုံးကတော့နာတာလီကကိုဖျောက်ပြီးဘာမှလုပ်မရအောင်သူစကေးလည်းသုံးမရအောင်ဆိုတော့သူ့ကိုတက်လို့လည်းမရအောင်လေအဲ့ဒါကြောင့်မြောက်ခွက်ပြောင်းလို့ရ record ပြပြီးအဲ့နာတာလီက record ပြရင်ဘလို့မှတော်တော်သားထွက်ဖို့ကောင်းတယ်တဲ့မနာမသေးပါနာမအဲ့ငါလိုက်ရှာပြီးတော့တတ်ချင်ဒါပေမဲ့ကျွန်တော်ဒီပွဲမှာ hero kit တကောင်လားပဲမသိဘူးရတယ်မဟဲ့အောင်ယေနှစ်ကောင်လားတဲ့နှစ်ကောင်လားတဲ့ငါစီကိုနှစ်ကောင်နောင်လားတဲ့တန်းလေးနာပက်စကိုတကယ်မုန်းနေတာလိုက်ချမှာကျွန်တော်နာကိုမသိမချင်းကိုလိုက်ချမှာဟေးနှစ်ကောင်ရတော့ပြီ hero kit ပရင်ရငေါ့လောက်ပါတယ်တောင်းမှပါတယ်မင်းငါပါပေးရမလဲမလောက်ပါနဲ့ကျွန်တော်နောက်လိုက်နေပြီပရင်ငါနောက်လိုက်နေပြီမကျွန်တော်စကေးတူမနှိမ့်မိလိုက်ဘူးလိုက်ထစ်နေတွေ့လာတဲ့အတိုင်းပဲပရင်လုတ်သေးတော့တော်သေးလို့ငါတို့ဘက်ကပရင်ကဲသွားတယ်ဟိုဘပရင်ကတော့နည်းပြောလိုက်မင်းဘလောက်ပဲလောက် easy ပဲ sorry ပဲလို့အရှုံးမပေးနဲ့လေအရှုံးမပေးနဲ့လေကွာတော်သေးလို့ ram စော်တယ်ရှုံးဒီလိုရှုံးသွားတယ်ကွာရှုံးသွားဆိုတော့ enemy ချိုးတာလက်ခံနိုင်တယ်အခုကသူတို့ကရှုံးပေးလိုက်တာကွာအဲ့ဒါကြီးစင်ပြူမလိုက်တယ်ပရင်ကလိုက်တယ်တပိတ်ကြလာ recall လေးပဲစားလိုက်ဒါပေမဲ့မပြဘူးပေါ့နော်ကျွန်တော် recall ပြတတ်တဲ့အချိန်အလောက်မရှိပေမှပြတယ်ကျွန်တော်တတ်တဲ့လူရှိမှပြမအဲ့ကောင်က Christian ကလွဲတယ်နော်တော်လွဲရခဏအဲ့โอเคနာမထစာရိုက်ဘူးပေါ့ကလားနာကျွန်တော်စတဲ့ idea ပေးတိုင်းလဲဆက်မစမန်နဲ့တုံးလို့ရတယ်ဒါပေမဲ့မော်စကိုဘလို့ attach ပြီးအကွာကိုတို့မီယာတို့မှာတော့မတုံးနဲ့ပေါ့နော်မီယာတော့လည်းတုံးလို့ရပါဆိုတော့သူက attach ကိုမီယာအောင်လုပ်တဲ့ space inspire skill 1နော်ဟဲ့ယေစာရေးလိုက်တာတော့မှန်တယ်ဒါနာတွေ့မယ်โอเคနာတွေ့မယ်ဆိုရင်မတွေ့မယ်မဟုတ်အောက်မှာနေဟိုပါလဲဆန်းခက်လာပါအောက်နေမပါဘူးအရှုံးမပေးနဲ့လေရနေဟာရှော့ဘာလို့အရှုံးပေးလဲမတို့ဒီမှာ99ကြီးအများကြီးပဲငါချွေးထားတဲ့တာဝါကိုလည်းကြီးအောင်ဘက်ကတာဝါချိုးနိုင်အောင်မချိုးနိုင်ဘူးအော်ရှုံးသွားတယ်ဘရိုရဲ့ဖြစ်တင်လားပြောလိုက်ဖြစ်တင်နော်တဖီဆိုလဲဖီလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့တဖီဆိုစလုံးလာလေးကြားလိုက်အဲ့တော့โอเคရှုံးပြီအော်ဒီနေ့တော့ဒီလောက်ပဲပြီးတော့ဒီမှာကျွန်တော်ကတော့ကြီးကြိုက်ဘူးဒါပေမဲ့တော့ကြိုက်သွားတယ်အဲ့တော့ဒီမှာပေါ့နော်အဲ့တော့ကျွန်တော်ကီတီလေးပို့လိုက်ပါနော်အားလုံးပဲတတာ